မင်္ဂလာပါရှင်အပတ်စဉ်ပို့သူညတဲ့တင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယင်းညတင်ဆက်ပေးတော့မယ့်တဲ့နေ့ကတော့တိုက်ပွဲတဲ့စစ်ကောင်စီတပ်မှမိချနာတဝိုက်မော်တော်ယာဉ်လိုင်စင်စစ်ဆေးဖမ်းဆီးမှုပြင်းထန်နေတဲ့ဒီနေ့တခြားတော့စိတ်ဝင်စားစရာကောင်းတဲ့ဒီနေ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ကျွန်မအန်ခွန်ဂျာစင်ပါရှင်ကဲအမတ်ကိုတမဟာအမတ်6တပ်ရင်းနေမြေဆိုင်းတောင်အနီစဘော့မော်မှာဒီကနေ့နိုဝင်ဘာလ23ရက်နေ့ညနေပိုင်းတနာရီအချိန်ခန့်ကစစ်ကောင်စီတပ်စီးလာတဲ့ကားတစ်စီးကိုကဲတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ခမရ131မှအင်အား10ဦးအဖွဲ့ဟာကားတစ်စီးဖြင့်စဘော့မော်ကျေးရွာနီးတဝိုက်လှုပ်ရှားလာစဉ်ကဲရဲတပ်ဖွဲ့တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတဦးတိတ်ဆုံးပြီး9ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိကားလည်းပျက်စီးသွားကြောင်းရှေ့တန်းတဲ့ရင်းမြစ်ထမှသိရပါတယ်စစ်ကောင်စီတပ်တို့တိုက်ခိုက်ခရတာကြောင့်ဖက်ကန်စစ်ကောင်စီတပ်မှလည်းလက်နက်ကြီးများပစ်ခတ်မှုတွေရှိတယ်လို့လက်ရှိအချိန်တွေစစ်ကောင်စီတပ်ခမရ131တပ်စဘော့မော်ကျေးရွာနီးတဝိုက်စီရဲလှုပ်ရှားမှုတွေပြုလုပ်နေပြီးအဆိုပါစီရဲလှုပ်ရှားမှုတွေကြောင့်တိုက်ပွဲများလည်းဖြစ်ပွားလာနိုင်ဖွယ်ရှိတယ်လို့တာဝန်ရှိသူတဦးထမှသိရပါတယ်နိုဝင်ဘာလ22ရက်နေ့ည10:30အချိန်ခန့်မှာလဲဆိုင်းတောင်ကျေးရွာအတွင်းရှိစစ်ကောင်စီတပ်စခန်းကိုကဲရဲတပ်ဖွဲ့မှဘုံခွဲတိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်ဘက်မှထိခိုက်မှုတွေရှိနိုင်ကြောင်းလည်းသတင်းရရှိပါရရှင်ကချင်ပြည်နယ်မြစ်ချနာမြို့နယ်အနီးဝန်းကျင်တွင်စစ်ကောင်စီတပ်နဲ့လက်အောက်ခံရဲတပ်ဖွဲ့များရင်ထိန်ရဲများပူးပေါင်းပြီးလိုင်စင်မရှိတဲ့ကားများကိုတဲတဲမဲမဲဖမ်းဆီးတာတွေပြင်းပြင်းထန်ထန်ပြုလုပ်နေတယ်လို့ဒေသခံများထမှသိရပါတယ်။နိုဝင်ဘာလ23ရက်နေ့ကလည်းမြစ်ချနာအထက်23မိုင်စုပေါင်းဂိတ်တွင်စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့များမှဖျက်သွားဖျက်လာကားတွေကိုလိုင်စင်များစစ်ဆေးနေပြီးဝိုင်းမော်မျိုးခလာရ58တပ်ရင်းရှိမှလည်းလိုင်စင်များကိုစစ်ဆေးနေကြောင်းခီးသွွားပြည်သူများပြောပြချက်အရသိရပါတယ်။မီဒီယာအကြောင်းရင်းကြောင့်ယခုလိုလိုက်စင်မဲ့ရင်များကိုရုတ်တရက်ဖမ်းဆီးလာရခြင်းကိုအတိအကျမသိရသေးပေမဲ့ဖမ်းဆီးရရှိတဲ့မော်တော်ယာဉ်များကိုစစ်ကောင်စီတပ်မှပြန်မပေးဘဲရှိနေတယ်လို့လည်းသိရပါတယ်။ရခိုင်အချိန်တွေတုန်းကလည်းမြစ်ချနာဝိုင်းမော်ဗမော်မြို့နယ်များတွင်စစ်ကောင်စီတပ်နဲ့ရဲများပူးပေါင်းပြီးကားလိုက်စင်ရှောင်းတခင်စစ်ဆေးမှုတွေရှိခဲ့ကတန်ငွေတောင်းခံတဲ့အတိုင်းပေးဆောင်ခဲ့ရမှုတွေရှိပေမဲ့ယခုအချိန်မှာတော့ပြန်လည်ပေးအပ်ခြင်းမရှိလာမှာကိုဒေသခံများကစိုးရိမ်နေကြကတတိကြီးစွာတွာလာကြဖို့ပြည်သူချင်းတိုက်တွန်းနေပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းဖောင်းဆိုင်ဒေသအတွင်းစစ်ကောင်စီတပ်မှစာနဲ့အခြားကုန်ပစ္စည်းတည်ယူတင်သွင်းမှုပိတ်ထားတာကြောင့်အစားအသောက်အခက်အခဲများစွာကြုံတွေ့ရကြောင်းဒေသခံများထမှသိရပါတယ်။မုံကူဖောင်းဆိုင်ဒေသမှာကုကလက်နက်ကန်အဖွဲ့အစည်းများနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်လာတာကြောင့်ဒေသခံတွေလွန်ခဲ့တဲ့နှစ်တွေလိုလွတ်လပ်ငွေကြေးရှာဖွေလို့မရတာဒါမကစစ်ကောင်စီတပ်မှဆန်နဲ့အခြားကုန်ပစ္စည်းတွေတင်သွင်းခွင့်ပိတ်ထားတာဟာတနစ်ကျော်ရှိနေပြီဖြစ်ပြီးယခုချိန်ဖောင်းဆိုင်ဒေသခံတွေဟာတရုတ်စာအိတ်အသေးတစ်လုံးကိုယွမ်150အထိပေးဝေရကြောင်းကိုဒေသခံတူကပြောပါတယ်ယခုချိန်ဖောင်းဆိုင်ဒေသအရှိပိုင်းကိုကုကောင်လက်နက်ကန်အဖွဲ့အစည်းများတပ်စခန်းချနေရာယူထားပြီးနောက်ပိုင်းဒေသကိုတော့စစ်ကောင်စီတပ်မှတပ်စခန်းချနေရာယူထားတာကြောင့်ဒေသခံများဝန်ထက်သွားလာရမှာလဲအခက်ခဲကြုံရကြောင်းလည်းသိရှိရပါတယ်ရှင်ပမာတိုင်းသားဘာသာဖြင့်တင်းတင်စမှုစစ်စင်ကိုကြည့်ရှုနာဆင်တို့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်